ကြားဘူးတယ်မဟုတ်ဘူးလားငါတို့နေရာဤကဘာတဏှာအုပ်ဆိုးသည်ငါတို့ဘယ်လိုလဲတဏှာစီယာမနေသာဖွေရှာရှက်ရသည်ဟုတ်တယ်မလားငါတို့နေရာဤကဘာတဏှာအုပ်ဆိုးသည်တဏှာစီယာမနေသာဖွေရှာရှက်ရသည်ဟုတ်တယ်မလားတခါကြီးတို့ကြည်စီဦးဇင်းတို့ရဲ့တဏိတာဘဝကိုပြန်လဲပြီးမိုးချုပ်နေဝင်နနက်လင်းအိယာတို့ကစပြီးမိုးချုပ်အိယာဝင်တဲ့အချိန်ထိနနက်အိယာထညအိယာဝင်တဲ့အချိန်တွေးကြည့်ကိုယ့်ရဲ့နှလုံးသားတန်တန်မှာလောဘတွေဒေါသတွေမာနတွေဖြစ်တဲ့အချိန်နဲ့မဖြစ်တဲ့အချိန်ဘယ်ဟာများလဲဖြစ်တဲ့အချိန်ပဲများပါမယ်စဉ်းစားရမယ်ပေါ့နော်ဒီဦးဇင်းတို့တွေလောဘဒေါသမာနဖြစ်တဲ့အချိန်များရင်အပယ်သွားမဲ့အချိန်မများသွားဘူးလားစဉ်းစားရကိုစဉ်းစားရတော့သူတစ်ပါးအကြောင်းကိုမတွေးနဲ့ကိုယ့်အကြောင်းကိုတွေးရမယ်နော်သူတစ်ပါးအကြောင်းကိုတွေးရင်ကိုယ့်အတွက်အကျိုးမရှိဘူးသူတစ်ပါးအကြောင်းကိုတွေးရင်ကိုယ့်အတွက်ကိုတွေးမယ်ကိုကြည့်မယ်ကိုယ့်အကြောင်းကိုတွေးပြီးတော့ကိုယ်ရင်ထဲမှာလောဘဒေါသမာနစတဲ့မကောင်းတဲ့တရားတွေဖြစ်ရင်ငါအတွက်ဒီနေ့အရှုံးထွက်ပြီဒီနေ့ဘာဖြစ်လဲအရှုံးထွက်ပြီဟုတ်တယ်မလားဦးဇင်းတို့ရဲ့ဒီစိတ်တွေကပါပသမိန်ရမတိမနောမကောင်းမှုမှာပို့ပြီးမွေ့လျော်တယ်မကောင်းမှုမှာပို့ပြီးတော့ပျော်တယ်မှန်လားမှန်မယ်လေဗုဒ္ဓရဲ့ဟောကြားတဲ့တရားတော်ပဲလေနောက်ဦးဇင်းတို့တွေကတတိလွတ်လာနဲ့ဦးဇင်းတို့ယင်ထဲမှာမကောင်းတာတွေဖြစ်တာများတယ်ဟုတ်တယ်လားဒါကြောင့်တတိဆိုတာအရေးကြီးဆုံးပဲဒါကြောင့်ဦးဇင်းတို့တော်တတိထားရတော့မှလေတတိလွတ်ရင်ကိုဖြစ်ပြီဒါကြောင့်ဦးဇင်းတို့ရဲ့စိတ်ကိုအမြဲတမ်းသူတော်ကောင်းအာယုန်တွေတွတ်တွင်ထားရမယ်ပေါ့စာပေတွေဖတ်နေရမယ်နော်တရားစာတွေဖတ်နေမယ်တရားတွေနှလုံးသွင်းနေမယ်တန်ခါဝိယဝိသဗုဒ္ဓဝိယဝိသဓမ္မကုသိုလ်ကောင်းမှုတွေဝိယဝိသလုပ်ငန်းနဲ့တွတ်တွင်ရအောင်ဟုတ်ပြီလားအဲ့လိုလွတ်တင်လိုက်စာလေးတွေဖတ်လိုက်တရားတွေနှလုံးသွင်းလိုက်ကိုယ့်ရဲ့စီးပွားရေးလုပ်ငန်းတွေဆိုလဲတမာအာဇီဝကြလုပ်ရင်းနဲ့ပဲအချိန်ကုန်နေရမယ်နော်အားလက်ခွင့်မပေးရဒီစိတ်ကိုအားလက်ခွင့်မပေးနဲ့စိတ်ကအားလက်ခွင့်ပေးရင်ပါပသမိန်ရမတိမနောပြောပါပသမိန်ရမတိမနောစိတ်ဒီပါပသမိန်မကောင်းမှု၌ရမတိမွေလျော်ဤမကောင်းမှုမှာမွေတော့ဒါဥစဉ်လို့တတိလွတ်လို့အပမနာတတိမရှိဘူးစိတ်လွတ်ကိုလို့နေလိုက်တာနဲ့စိတ်ကဘယ်ဘက်ကိုသွားသွားမှာလဲမကောင်းမှုသွားရင်ဥစဉ်လို့အပယ်သွားတာနဲ့မတူဘူးလားဒါဆိုဥစဉ်တို့ကိုချစ်တယ်ဆိုရင်ကိုအပယ်သွားမဲ့အလုပ်တွေလုပ်တဲ့လားဒါဆိုအပယ်မသွားခြင်းဥစဉ်တို့စိတ်ကလေးကိုတတိလေးနဲ့စောင့်ကြည့်ဖို့မလိုဘူးလားစိတ်အဲ့လိုတတိနဲ့စောင့်ကြည့်ဖို့ဆိုရင်လေတခါကြီးတို့မိုက်လို့လူဘဝမှာလူသားတွေဖြစ်တယ်လူသားတွေဖြစ်တဲ့အတွက်အမြဲတမ်းယောဂီတွေတို့တရားအားထုတ်ဖို့လဲတခါကြီးတို့မစွမ်းနိုင်ဘူးဟုတ်တယ်မလားအဲ့တော့မိမိတို့အလုပ်လုပ်တဲ့နေရာမှာတတိလေးနဲ့ပဲမေတ္တာတွေပွားလို့ဂုဏ်တော်တွေပွားပြီးအလုပ်လုပ်လို့မရဘူးလားရလားရတယ်မေတ္တာတွေပွားဂုဏ်တော်တွေပွားပြီးကိုလုပ်ရမယ်အလုပ်လုပ်ဈေးရောက်မယ်လူကမေတ္တာပွားဂုဏ်တော်ပွားရင်ဈေးရောက်ဟုတ်တယ်မလားဘာလို့မလုပ်လို့တတိလေးကတ်ထားပေးလိုက်ပေါ့နော်အဲ့လိုဆိုရင်မိမိတို့အတွက်အကုသိုလ်ဖြစ်ချိန်မနေဘူးလားနဲမလားအကယ်၍မိမိတို့အဲ့လိုတတိမထားဘူးဒီတိုင်းပဲစိတ်လို့ကိုလို့နဲ့နေတိုင်းစားတော့လှုပ်ရှားနေကြမယ်ဆိုရင်ဖြစ်မကောင်းတဲ့စိတ်ကများပြီဦးဇင်းတို့စိတ်ကအများအပြည့်လောဘဖြစ်တာများတယ်ဘာဖြစ်တာများမယ်လူချင်းမှုတွေတအားများတယ်မများဘူးလားများလားလူတွေဖြစ်စေဘုန်းကြီးတွေဖြစ်စေလူချင်းနေတယ်ဒီတဏှာကြီးကကြောက်ဖို့ကောင်းတယ်ငါတို့နေရာဤကဘာတဏှာအုပ်ဆိုးသည်တဲ့အိုးတဏှာကြီးကအုပ်ဆိုးနေတာဒါကြောင့်တတိနဲ့သာမထိန်လေဘုန်းကြီးဘွားလည်းလူချင်းတာကြီးပဲဟုတ်တယ်မလားဘုန်းကြီးတွေလည်းဘာဖြစ်တာပဲလူချင်းတာပဲဘုန်းကြီးလောဘလည်းပင်လယ်ဝပါပဲဂျာလားလူတွေလောဘလည်းပင်လယ်ဝပါပဲတူပါပဲဂျာလားတတိလွတ်ပေးလိုက်ရင်အကုန်လုံးကလောဘအသာကြီးပဲတိတ်ကြောက်ဖို့ပေါ့ဒါကြောင့်ဦးဇင်းတို့တတိနဲ့ထိန်နိုင်မှာတော်ယုံကြတယ်အဲကြောင့်ဆရာတော်ကြီးတွေဆုံးမငါတို့နေရာဤကဘာတဏှာအုပ်ဆိုးသည်တဏှာစေယမနွေတာဖွေရှာဆက်ရသည်ဟုတ်လားတခါကြီးမိုင်းတို့ကြီးနောက်တော့ဘယ်လိုလေးလဲကြဗျာဆိုပြပါအောင်ယာတိဥစ္စာချစ်သူပါဆုံးခွာသွားရမည်ဟုတ်လားတခါကြီးတို့ကြီးဆိုကြည့်ပါဦးငါတို့နေရာဤကဘာ
တဏအုပ်စိုးသည်အဲ့နိုင်တိုင်ပေးမယ်ငါတို့နေရာဤကဘာတဏအုပ်စိုးသည်တဏစေယမနေတာဝေရှာဆက်ရသည်ယာတိဥစ္စာချစ်သူပါဆုံးခွာသွားရမည်စဉ်းစားကြည့်တော့ဘာမှလည်းမထူးတဏှာတွေပြည့်လိုချင်တယ်တဏှာတွေပြည့်တောင်းတတယ်တဏှာတွေပြည့်ရှာဖွေတယ်စုဆောင်းတယ်ယဟန်ဖြစ်စေလူဖြစ်စေအားလုံးတူတူပဲဒီတဏှာတွေပြည့်သိမ့်ပိုက်ထားတယ်ရရှိထားတဲ့သက်ရှိသက်မဲ့ကာမဝတ္ထုတွေကိုလောကသာသနာတော်အတွက်အကျိုးမပြုတတ်ဘူးဆွမ်းလန်းမှုတဏှာတွေနဲ့တူမိသိသိထားမယ်ဆိုရင်ဖြင့်ဘာဖြစ်သွားပြီလဲယာတိဥစ္စာချစ်သူပါစွန့်ခါသွားရမည်တကယ်တမ်းသင်္ခါရတရားတွေတက်ရှိသမဲ့တွေကာမဝတ္ထုစွန့်ရပြီးဆိုရင်တဏှာပြည့်ကိုကရစ်ပတ်ငောင်ဖွဲ့ပြီးဆိုရင်စွန့်နိုင်ပါတော့မလားမစွန့်နိုင်ကိုဘဝအတွက်အပယ်မကြပါဘူးလားလူလဲကြတယ်ဘုန်းကြီးတွေလည်းကြတာဦးဇင်းတို့ဘုန်းကြီးတွေကဒကာတော်မတွေကိုသာတရားဟောတာကိုယ်တိုင်ကြတော့မစွန့်နိုင်ဘူးဆိုရင်ဦးဇင်းတို့ဘုန်းကြီးတွေကအပယ်ပို့သွားဖို့များနေတယ်နော်တခါတော်မတွေကကိုယ့်မှာကိုရှာထားတဲ့ပစ္စည်းကိုတွေ့တယ်ဘုန်းကြီးတွေကကိုလည်းမရှာဘဲနဲ့တခါတော်မတွေထွေးအပ်တဲ့ဒွေးတွေကိုကောက်ယူစုဆောင်းနေတယ်ဆိုရင်ဘုန်းကြီးတွေကပိုအပြစ်ကြီးတယ်ဘယ်သူတွေကအပြစ်ကြီးလဲဘုန်းကြီးတွေပိုအပြစ်ကြီးတယ်တခါတော်မတွေထွေးတဲ့ဒွေးတွေကိုတွားပြီးစုနေဦးဇင်းတို့ဘုန်းကြီးကပို့ပြီးတော့အပယ်ကြမှာနော်ဒါကြောင့်မို့တတိထားရမယ်လူဖြစ်ဖြစ်ဘုန်းကြီးဖြစ်ဖြစ်လောဘရဲ့သဘောတူတူပဲလောဘရဲ့သဘောကတူတူပဲတခါကြီးမိုက်နော်ကြည်လေအားလုံးဆုံးရမယ့်အရာကြီးတိပါလေးပေါင်းနေတယ်ဟုတ်ပြီလားမပေးရဘူးမလူတန်းလို့တိန်ထားတယ်ကိုတပြေးတွေကိုမပေးခြင်းဘူးဟုတ်တယ်မလားရှိတာလေးတွေစုထားတယ်ပစ္စည်းတွေတုံမီးထားတဲ့ယဟန်ကြွက်ဖုံးကြီးတွေကြွက်ယဟန်တွေဖြစ်တေတော့အကုန်ပယ်ကြဟုတ်ပြီလားအဲ့ဒါကြောက်စရာကောင်းတယ်တကယ်တော့အားလုံးဆုံးရမှာသိရင်မသိမီလေးမှာကိုပိုင်ထားတဲ့ပစ္စည်းလေးတွေကိုရဲ့တဲ့သုံးပေါ်တွေသုံးဆောင်ပါစေကိုတပြေးလေးတွေသုံးဆောင်ပါစေစွန့်လို့လူတန်းပြီးတော့စိတ်ချလက်ချကိုတခါကြီးတို့ရှိလားရှိဘူးငါဆရာတော်ပဲကွာငါမှတပည့်တွေအများကြီးပဲငါသင်္ကန်းဒီငါတပည့်တွေငါ့ကိုတရားဟောမှာပဲဆရာတော်အစွဲတွေမထားနဲ့စွန့်လိုက်ဘာမှမပူနဲ့အမလေးသူတို့ဟောလို့ကိုယ်စိတ်ကမလွတ်ရင်ရပါမလားတက္ကမကြီးတို့တခါကြီးတို့မျောနေမှာပေါ့မကိုပါနဲ့သူများကိုမကိုနဲ့တခါကြီးတို့တကယ်တမ်းကိုရင်တဲ့ကအစွဲတွေကိုတိုင်းမအူမီမနာမီမသိမီကြိုတင်ပြီးမပြင်းစင်မဲနဲ့ကြိုတင်ပြီးစူးစမ်းအားထုတ်မှုမရှိရင်သူများကြိုက်တယ်လို့ဟောမရဘူးဗျာသူများကြိုက်တယ်လို့ဟောမရရေးချမရပါတဲ့ကိုလွတ်အောင်အခုဒီကနေလေ့ကျင့်ကြအခုကိုဘာလို့အောင်လွတ်အောင်လေ့ကျင့်တာအချိန်မရွေးဒီတက်ရှိတမဲ့ကာမဝတ္ထုတွေငါစွန့်နိုင်ရမယ်အချိန်မရွေးတက်ရှိတမဲ့ကာမဝတ္ထုတွေကိုငါစွန့်နိုင်ရတက်ရှိတမဲ့ကာမဝတ္ထုဆိုတာဗဟိတတွေမကဘူးမိမိနဲ့နွယ်နေတဲ့တက်ရှိတမဲ့မိမိရဲ့သားသမီးမိမြစ်တွေလူတွေဆိုရင်စီးပွားဥစ္စာမိမိတို့အိမ်ချမ်းမြေအကုန်ပစ္စည်းအားလုံးမှန်သမျှတက်ရှိတမဲ့တွေမကမိမိရဲ့ခန္ဓာဆိုတဲ့တက်ရှိကိုတော့အချိန်မီတည်ရဲအောင်လေ့ကျင့်ထားရမယ်လို့ဆိုလိုတယ်ဟုတ်ရဲ့လားတခိုင်းတို့မကြီးတို့ရေအဲ့ဒီလိုမျိုးတွေးကြပြီလားငါအခုချိန်တည်ရင်အပယ်ပိတ်ပြီလို့ကိုရဲဝံ့အာမခံရဲပြီလားမတွေးသင့်ဘူးလားအဲ့ဒါသူများကြောင့်မတွေးနဲ့ဦးစင်ပြောခဲ့ကိုကြောင့်ကိုတွေးငါအခုသိရင်ကိုအပယ်ပိတ်ပြီလားအဲ့ဒီပုံကိုယ်သားဒီဘဝမှာအောင်မြင်ခြင်းအစ်စ်ပဲသူတို့ဘာတွေရဲ့ချီးမွမ်းမှုတွေကဲ့ရဲ့မှုတွေဒါတွေကအရင်မကြည့်ဘူးလေဟုတ်တယ်မလားသူတို့ဘာတွေဘလောက်ပဲချီးကျူးကိုကြောင့်တကယ်သိတာမဟုတ်သူမှသူတို့လိုက်ပြီးဟိုတိပြီးဟိုတစုံတစားဟိုလူမြောက်ကြီးလိုက်ချီးကျူးနေကြတာတကယ်တမ်းကိုရဲ့နှလုံးသားထဲမှာတကယ်ကိုတက်ရှိတဲ့မဲ့ကာမဝတ္ထုတွေကိုတကယ်စွန့်ပြီးကိုရဲ့ခန္ဓာကိုလည်းစွန့်နိုင်ကိုရင်တွေကတကယ်ကိုကြည်နေပြီဆိုရင်တော့ဒါဆိုရင်ကိုဟာအောင်မြင်တဲ့ပုဂ္ဂိုလ်ဖြစ်မှာပေါ့ဟုတ်တယ်မလားသူများအထင်ဘလောက်ပဲကြည်ကိုရင်ထဲမှာအစွဲလန်းတွေနဲ့ကိုစိတ်မချတဲ့ပုဂ္ဂိုလ်ဆိုအရှုံးကြီးမရှုံးလားရှုံးလားရှုံးတယ်ဒါကြောင့်တခိုင်းကိုတွေးပေးပါငါဒီအချိန်မြင့်နေရမီ၍ကြိုက်တဲ့အချိန်ဒီအပယ်ပိတ်ပြီးတော့ငါရဲ့ဘဝဒီတုဂတိပဲရှိတယ်ငါဒီနိဗ္ဗာန်ကိုပဲတေချာပေါ့ညမောက်ပြုတ်နိုင်တဲ့ပုဂ္ဂိုလ်ဖြစ်မယ်အဲ့ဒါရမယ်တကားကြီးတို့ရေကျင့်ထားရမယ်သူများကိုအာမကိုနဲ့တေငန်ဒီအချိန်မှာသွားပြီးဘုန်းကြီးတွေတရားနာတာတွေအမျှဝေတာတွေတာဓုခေါ်တာသွားမလုပ်နေတယ်မတေချာတော့ဘူးနော်တေနေကြတဲ့လူတွေပိတ်တာကြီးတွေဖြစ်ရတချို့တာဓုခေါ်လို့ရလား
မရဘူးသူများကုသိုလ်လုပ်လို့သူတို့ဘယ်ကိုလာရမှန်းတော့မသိဘူးသူတို့မှသူတို့ပြောနေတော့တတ္တရာပြီးနန္ဒီရရဘဝဘုံဌာနမှာတရဝါကြီးပြောနေတယ်ဒကာကြီးတို့မိုက်တို့အခုတော့သားတွေသမီးတွေချစ်တယ်ပြောကြတယ်ဓမ္မကြီးတို့တေကြီးဒီသားသမီးတွေမေ့သွားတာတွေမရှိဘူးလားတွားပြီးဟိုဘဝမှာတွားပြီးပိတ်တာသားသမီးတွေနဲ့တွပြော့မှာဟုတ်လားတွပြော့မှာတလိษံဘဝတွဖြစ်တလိษံသားသမီးလေးတွေနဲ့တွပြော့အောင်မှာဒကမကြီးတို့ဒီမှာရေစက်ချတာလူခေါ်ဟိုမှာပျော်နေပြီဒကမကြီးတို့ပိတ်တာဘွားကြီးမှာပိတ်တာသားသမီးလေးတွေနဲ့တွပျော်နေမှာလွယ်လားမလွယ်ဘူးဒါကြောင့်ဦးဇင်းတို့ဒီဘဝဆိုတာတွေ့တာတတ်မှတ်တဲ့သဘောရှိလောက်ရလဲလောက်ဘဝမှာမပျော်ဘူးလားဒကမကြီးတို့သာချီးစားတယ်ပြောတယ်လောက်ကြီးကသူလဲသူ့ဘဝနဲ့သူမပျော်ဘူးလားဟေ့ဒကမကြီးတို့လည်းမပျော်နေဘူးလားဒကာကြီးတို့လည်းမပျော်နေဘူးလားပျော်နေတာပဲကိုတော့အဟုတ်ကြီးထင်နေကြတာငါတို့ကတော့ဘာဖြစ်တယ်တို့ညာဖြစ်တယ်တို့သူလဲသူ့ဘဝနဲ့သူပဲဒကမကြီးကနှိမ့်ကြတဲ့လူတွေမြင်ပဲဒီလူတွေဘဝတနာစရာကောင်းတယ်နော်ပြီးရင်အဲ့ဒီလူတွေဟာနောက်လောက်ချီးတွင်းကလောက်လေးတွေကိုမြင်ပြီးဘာဖြစ်တယ်တနာစရာကောင်းတယ်နော်လောက်လေးတွေချမ်းလောက်ဖြစ်နေကြတာဒီတိုင်းပဲအစစ်မြင်တဲ့သူတော်ကောင်းတွေရတယ်ဒကာကြီးတို့ဒကမကြီးတို့ဦးစင်းတို့ကိုကြည့်ပြီးဘာဖြစ်နေမှာလဲတနာနေမှာဘာလို့နေမှာကြည်စမ်းတနာစရာကောင်းတယ်ဒီဘုန်းကြီးကွာသူ့မှာကိလေသာတန်မှန်ကြီးနဲ့တရားကြီးဟောနေတယ်ကြည်စမ်းကျန်တဲ့ဒကာတော်မတွေသူဆရာကြီးလုံးနေတယ်သူတပည့်တွေသူဆရာကြီးလုံးနေသူရင်ထဲမှာတော့လောဘမီးတွေဒေါသတွေမောဟတွေနဲ့အိုးကိလေသာတန်မှန်ကြီးနဲ့သူဆရာကြီးလုံးနေတယ်ကျန်သူမကြောက်မရွံ့နဲ့သူနေနေတယ်သူတော်ကောင်းကြီးတွေကတော့ဒီလိုမတနာဘူးလားတနာမှာဦးစင်းတို့ကိုတနာမှာဒကာကြီးတော်မကြီးတို့ကိုလည်းသူတော်ကောင်းကြီးကကြည်ပြီးတော့မတနာဘူးလားတနာမလားတာတန်တန်သမီးတန်တန်ဥစ္စာဆွဲတွေနဲ့မစွန့်နိုင်ကြဘူးဒကာကြီးတွေဒကာမကြီးတိတ်တနာမှာသူတော်ကောင်းကြီးတွေဟုတ်တယ်မလားအားလုံးကဒီတိုင်းပါပဲเนาะသူအဆင့်နဲ့သူအဆင့်တနာနေကြရတာပဲเนาะဒီခန္ဓာ၅ပါးကမလွတ်တကြီးကတော့ဦးဇင်းတို့ကအတနာခံတတော်ကြီးပါပဲဘာကြီးပါပဲဒါကြောင့်ဦးဇင်းတို့ဒီစဉ်းစားရတော့မယ်ဒီချိန်မှာသူများအကြောင်းမတွေးနဲ့ကိုယ်အကြောင်းကိုတွေးမယ်ကိုယ်အကြောင်းကိုတွေးပြီးတော့ငါရဲ့ဒီတရှိတဲ့မဲ့ကာမဝတ္ထုတွေငါတကယ်စွန့်နိုင်ပြီလားငါရဲ့ခန္ဓာဝန်ကြီးကိုငါအချိန်မရွေးစွန့်နိုင်ပြီလားဆိုတော့နေ့စဉ်မပြတ်မစင်ကြင်သင့်ဘူးလားအဲ့ဒါစင်ကြင်ရမယ်နော်ပစ္စဝခဏပဲအဘိနံပစ္စဝကိတ္တနေ့စဉ်စင်ကြင်ရမယ်ဒကာကြီးတို့မကြီးတို့အရေးကြီးနေပြီအခုချိန်မှာလေနေ့စဉ်စင်ကြင်ပါအဲ့ဒီစင်ကြင်ရင်ကကိုယ့်ကိုယ်စိတ်တွေကြည်ကိုယ့်ရဲ့တိလာတွေဖြူစင်တန့်ရှင်းကိုယ့်ရင်ထဲမှာကိုယ့်ရဲ့စိတ်ထားတွေကလည်းဘသူ့ပေါ်မှာမကောင်းတဲ့စိတ်ကိုမရှိတော့ဘူးအားလုံးပေါ်မှာမေတ္တာတရားတွေထားနိုင်လာတယ်ကံရဲ့အကြောင်းကျိုးတွေသဘောပေါက်ပြီးတော့နားလည်လာတယ်ကိုမုန်းတဲ့လူဆိုတာမရှိဘူးကိုခွင့်မလွန်နိုင်တဲ့ပုဂ္ဂိုလ်ဆိုတာတရားမှမရှိဘူးကိုရင်ထဲကရှင်းကိုရဲ့မိဟောင်းဖောင်းဟောင်းတောင်းသမီးဟောင်းတွေဒီလိုမျိုးကံအကြောင်းကိုနားလည်ပြီးတော့အားလုံးပေါ်မေတ္တာထားနိုင်လာတယ်ကိုရဲ့တိလာကလည်းအချိန်မျိုးစဉ်းစားစိတ်တွေကြီးနေကိုရဲ့ယုတ်ဓမ္မနန္ဒမတွေကိုလည်းကိုကောင်းစွာနားလည်နေတယ်အကြောင်းကျိုးတွေသဘောပေါက်ထားတယ်အဲ့လိုဆိုရင်ကိုစိတ်ကလွတ်မြောက်လာပြီအချိန်မီပဲအချိန်မီပဲဒီယုတ်နံတွေသူစွန့်ဖို့မလေးတော့ဝိပဿနာဉာဏ်ရဲ့အစုံမဉဏ်ပူဉဏ်မရခဲ့ရင်တော့ဒီသူတော်ကောင်းကြီးတွေယောနိတော်တအားကောင်းတဲ့အတွက်သူတို့ကအချိန်မီအပယ်ပိတ်နေတယ်မကောင်းဘူးလားကောင်းလားအဲ့လိုမလေးချင်းသင်ဘူးလားလေးချင်းသင်လားစဉ်းစားကြတကယ်နော်တိတ်ကြောက်ဖို့ကောင်းတယ်ဒီခန္ဓာကြီးဟာကြည့်လေအားလုံးဆုံးအောင်သိပါလေနဲ့ဦးဇင်းတို့တွေဟာတွေ့နေသေးတယ်ဆိုရင်ဟုတ်ပြီလားမဟုတ်သေးဘူးယာတိဥစ္စာချစ်သူပါဆုံးခါသွားရမည်တကယ်အရေးတကယ်ပဲဘယ်သွေးဘယ်သားမကယ်ပြီငါနေရွယ်သူငါအောင်လူကြည်သူသေးကြများလာပြီကြည်ဆိုကြည့်တကယ်ဒီမှာငါနေရွယ်သူငါအောင်လူကြည်သူသေးကြများလာပြီအားလုံးတည်နေတာလေကိုတီးနေတယ်ဦးဇင်းတို့တွေဆရာတော်ကြီးတွေလည်းတည်တယ်ဆရာတော်လေးတွေလည်းပြန်တော်မူပြီဆရာတော်ငယ်ငယ်လေးတွေလည်းပြန်တော်မူတာကိုရင်လေးတွေလည်းပြန်တော်မူဦးစင်းတွေလည်းပြန်တော်မူတို့သိနေတာငါလည်းမြောက်သေးငါအသက်100ကျော်မှအမလီကိုအထင်ကြီးနေတာဟုတ်တယ်မလားတကယ်တဲ့ယောဂဖြစ်တော့မျက်ရည်ဆက်လက်လေးတွေဟုတ်တယ်မလားကြိတ်မိတ်ပြီးခံနေကြရတာမရှိဘူးလားရှိမလားစဉ်းစားကြတခါကြီးတို့ကောင်းနေတဲ့အချိန်တော့ပြုံးနဲ့မာနတွေကြီးနေကြတယ်လေအချင်းချင်းပြိုင်နေကြတယ်လေတကယ်တဲ့ယောဂကတ်ဆိုးတွေကိုယ်ခန္ဓာအိမ်နဲ့ကြာရောက်လာပြီဆိုရင်တော့အဲ့ဒီကမျက်ရည်ကြီးငယ်တာသမီတွေဇနီးမယားတွေပစ္စည်းဥစ္စာတွေတက်ရှိတတ်မဲ့တွေမိမိခန္ဓာကြီးနဲ့ခွဲခွာရတော့အချိန်ကြာရင်ကိုယ်ရင်ထဲမှာတရားမရှိတော့ချွေးစည်းတွေချွေးပေါက်တွေကြာပြီးတော့တန်မောဟမရဏတို့ခေါ်တယ်တွေ့ဝဲကြပဲအရှုံးကသာသနာတွေ့ရတယ်မနှက်ဘူးဒီပုဂ္ဂိုလ်တွေဗုဒ္ဓသာသနာတော်မှာတာမန်သင်္ကလေးတာမန်ဌာနလေးတွေနဲ့ပျော်မြူးနေကြတယ်မရဘူးနော်
ကိုယ့်ရဲ့ခန္ဓာအိမ်ကိုအမြဲတမ်းစောင့်ကြည့်ရကိုအမြဲတမ်းတွေးတော့ရသူများအကြောင်းကိုမတွေးနဲ့နာလာပြီတဖြည်းဖြည်းအိုကြနာကြရကြည်လိတာကြောင့်မို့ငါနဲ့ရွယ်သူငါအောင်လူကြီးသူသေးကြညာလာပြီဟုတ်တယ်မလားခဏမစဲတသေးသေးငါလေးအိုဘက်နီးခဲ့ပြီဆိုခဏမစဲတသေးသေးငါလေးအိုဘက်နီးခဲ့ပြီဟုတ်တယ်မလားမနီးဘူးလားနီးလားခဏမစဲတသေးသေးဆိုခဏအင်းကြီးဖြစ်ပြီးပြက်နေရုံနဲ့အစင်အစားထိုးနေတာဦးစင်တို့ရုပ်ဓမ္မနန္ဒမတွေဖြစ်ပြီးပြက်အစားထိုးမှုတွေညံလုံးတဲ့အတွက်ဦးစင်တို့ကိုမသိဘူးဒါပေမဲ့အိုရုပ်ကြီးရတော့မထင်ပါဘူးလားထင်လာပြီအိုရုပ်ကြီးထင်လာပြီအိုရုပ်ကြီးနော်အိုလာပြီဦးစင်းတို့လည်းသိတယ်ကိုဓာတ်ပုံကိုပြန်ကြည့်အိုလာပြီသိငယ်စဉ်မြက်ဓာတ်ပုံလေးတွေတွေ့ရတယ်အော်ကြည်တစ်နှစ်ဦးစင်းတို့ဓာတ်ပုံရိုက်ပေးရှိတယ်ဦးစင်းမွေးနေ့မှာတန်ဓာတ်ပုံရိုက်တဖြည်းဖြည်းအိုလာတယ်သိလာတယ်အော်ခဏမစဲတသေးသေးငါလေးအိုပဲနီးခဲ့ပြီစရာမီလောင်ကိုဒီလောင်သေအောင်မြိုက်တော်မီဆိုစရာမီလောင်ကိုဒီလောင်သေအောင်မြိုက်တော်မီအေးစရာမီကြီးကမလောင်ဘူးလားလောင်လားအေးစရာမီတော့စရာမီလောင်ကိုထဲမှာတဖြည်းဖြည်းလောင်စရာတွေလောင်မသိဘူးဒီမှာအုံနာတေဇောကြီးတွေတေဇောဓာတ်ကြီးတွေလောင်ကျွမ်းတယ်ကြည်ဒကာကြီးတို့မကြီးတို့ကိုတဖြည်းဖြည်းနဲ့အိုတယ်လို့မထင်ဘူးလားထင်လားဒါတော့ဒကာမကြီးတို့ဒကာကြီးတို့ကတခါတည်းအလှတွေပြင်ပြီးအင်ကြီးတွေနဲ့ဝတ်စားတွေနဲ့ကိုငါတော့မစိုးဘူးသူနဲ့ဆိုင်တော့ငါနှုတ်တွေသေးတယ်နော်မပြောကြဘူးလားဟုတ်တယ်မဟုတ်လားဒကာမကြီးတို့မပြောဘူးလားပြောလားအဲ့ဒါပဲလေဒါပဲတဏှာစေရမနေတာဖွေရှာဆက်ရတယ်လေကိုတဏှာကြီးတွေနဲ့တုံးတက်တော့အမေငါသူနဲ့ဆိုင်တော့တော်သေးတယ်နော်အမေမစိုးဘူးငါတော့အိုတာပါပဲဟုတ်တယ်မလားအိုရုပ်ကြီးကိုဟာလားဟန်လို့ပြီးဖုံးကွယ်နေကြတယ်အင်ကြီးတွေကိုအလှတွေပြင်းပြီးတော့ဟုတ်လားတချို့တက္ကကြီးတွေကအမေစပင်းဖြူတော့ဘာလုပ်လိုက်တယ်တက္ကကြီးတက္ကမကြီးတွေလည်းမပါဘူးလားတူပဲလေတူပဲဟုတ်တယ်မလားအားလုံးတူပါပဲဒီတိုင်းအိုရုပ်ကိုဖုံးကွယ်နေကြတယ်ဒါပဲစရာကြီးကမီးလောင်တခါခန္ဓာကြီးလောင်သေအောင်မြိုက်တော့မှာသူကမကြဘူးသေတော့မှာအိုပြီးသေရမှာဒါကိုသိပါလေရတဲ့ဦးဇင်းတို့တွေလေလောဘတွေဖြစ်နေကြဒေါသတွေဖြစ်နေကြမာနတွေဖြစ်နေကြတဦးနဲ့တဦးအိတ်တာမစ္စရိယတွေတိုက်ခိုက်နေကြတယ်ညီညွတ်မှုကိုမရှိဘူးငြိမ်းချမ်းမှုကိုမရှိဘူးကိုရဲ့သာသနာပြုပတ်ချင်းတွေတည်င်းသုံးပေါ်ချင်းတွေရက်ကွက်သူရက်ကွက်သားချင်းတွေမြို့သူမြို့သားချင်းတွေပြည်သူပြည်သားချင်းတွေအကျဉ်းသားမေတ္တာကိုမထားနိုင်မာနတရားတွေရှင်းတန်းတင်ပြီးတတ်မဲ့ဖြတ်မဲ့ထိုးမဲ့ကြိတ်မဲ့အနိုင်ယူမဲ့တဦးနဲ့တဦးကောင်းလားအဲ့ဒါစဉ်းစားကြည့်တကယ်ကြီးပါအကုန်သေချရမှာသိပါလိမ့်ဘာဖြစ်လို့မိုက်အောင်မလဲဦးစင်တို့သူခွင့်မလို့နိုင်ရင်တော့ကိုဘာလို့နိုင်အောင်ခွင့်မလို့နိုင်ခြင်းတည်းဟူသောအကြောင်းကြောင့်မိမိသူတပါဆင်းရဲမှုမဖြစ်ပါစေနဲ့ခွင့်မလို့နိုင်တဲ့ပုံကိုယ်တွေကအရှုံးကြီးရှုံးနေတဲ့ပုံကိုယ်တွေပဲခွင့်မလို့နိုင်ရင်အရှုံးကြီးရှုံးနေကြတာသာသနာနဲ့တွေ့ခိုက်ဆုံခိုက်မှာလူဘဝကိုရောက်တုံးရောက်ခိုက်မှာဘာမဟုတ်တဲ့လောဘတွေဒေါသတွေမာနတွေတိမ့်ပိုက်ထားပြီးတော့ကိုယ့်ဘဝကြီးအရှုံးကြီးရှုံးနေတယ်အဲ့ဒါမကောင်းဘူးနော်တက္ကကြီးတို့ကြီးဒါကြောင့်ငါသည်အားလုံးပေါ်မှာခွင့်လွှတ်နိုင်တဲ့ပုဂ္ဂိုလ်သာဖြစ်ရမယ်လို့ဒီစိတ်တွေမမွေးသင့်ဘူးလားငါပေါ်မှာသူတို့ကောင်းတာမကောင်းတာအရေးမကြီးဘူးငါအားလုံးကိုကောင်းအောင်ဘာလုပ်နေရမလဲကြိုးစားရဓမ္မဗုဒ္ဓသားတော်သမီးတော်ဖြစ်မှာလေကိုကတရားတော်ကိုသိတယ်ဓမ္မကိုသိတယ်ပညာရှိတဲ့သူတော်ကောင်းဆိုသိကိုသိရတယ်ကိုတော့ပညာရှိတို့အသိခံခြင်းနဲ့ပညာတတ်တို့တော့အသိမှတ်ပြုခံခြင်းပေမဲ့ခွင့်လွှတ်တတ်တဲ့စိတ်ထားမရှိဘူးအကျဉ်းမေတ္တာတရားတွေကင်းမဲ့တဲ့စိတ်ထားတွေနဲ့ဆိုရင်သူတော်ကောင်းဟုတ်ပါမလားမဟုတ်ဘူးကိုသာအမျိုးကာကွယ်ပြီးပြောကြမယ်စာရီနဲ့ရေးကြတော့လဲတကယ်သူတော်ကောင်းအစ်မဖြစ်နိုင်ဘူးသူတော်ကောင်းဆိုတာသူကကိုပေါ်ကောင်းသည်ဖြစ်စေမကောင်းသည်ဖြစ်စေကိုကတော့ဘာလို့နေရမလဲသူကောင်းတာမကောင်းတာအခရာမကြကိုကောင်းဖို့သာအခရာပဲကိုကောင်းရင်ကိုငြိမ်းချမ်းတယ်လေဟုတ်တယ်မလားအဲ့လိုသူတော်ကောင်းဆိုတာသူကောင်းမကောင်းကိုကကောင်းအဲ့ဒါမှသူတော်ကောင်းတဲ့ဟုတ်လားတခါကြီးတို့ရေဒါပဲနော်တေးရမဲ့လူတွေချင်းဥစဉ်တို့ခွင့်လွှတ်နိုင်အောင်ကြိုးစားရဒါသူတော်ကောင်းပဲနော်ဒါပဲတဖြည်းဖြည်းအိုပြီးမကြိုင်တေးရဒါကြောင့်ဥစဉ်တို့ကကြိုပြီးတော့ပြင်ဆင်ထားရမယ်သူတော်ကောင်းတရားတွေဒါနသီလဘာဝနာလမ်းသာထွင်လိမ့်မည်လို့ကြားဘူးတယ်မဟုတ်လားသူတော်ကောင်းတရားတွေဥစဉ်တို့ကျင့်ရဒကာမကြီးဒီနေ့ဘဏ္ဍပါသီလစောင့်တည်လဲသီလတိတ်ကောင်းတယ်သီလဆိုတာတိတ်ချစ်ဖို့ကောင်းသူတော်ကောင်းတူဖြစ်ဖို့အတွက်အဲ့ဒီသီလအခြေခံ foundation ကြီးဖြစ်တယ်စိတ်ကောင်းရှိခြင်းသီလရှိခြင်းဟာ
သူတော်ကောင်းဖြစ်ဖို့အတွက်အရေးကြီးဆုံးအချက်သာဖြစ်တယ်တခါကြီးတို့ရေဒါကြောင့်ဆရာတော်တန်ဃာတော်တွေခေတ်ဆက်ဥပုံတွေမှာဥပုပ်သီလတွေမပေးခဲ့ဘူးလားဒါသူတော်ကောင်းစိတ်ဓာတ်တွေပိုကြီးမားစေတယ်ပို့ပြီးတော့စိတ်ဓာတ်ခွန်အားတွေကြီးမားလာတယ်သူတော်စင်တရားတွေကျင့်ဖို့ခွန်အားတွေပို့ပြီးတော့အားကောင်းလာစေတယ်ဒီလိုဥပုပ်သီလဆောက်တာလေဒါကြောင့်မို့ဒီသီလတွေကိုချစ်ရဒါကြောင့်မို့ရှေးကသူတော်ကောင်းကြီးတွေကသီလကိုအရင်ချစ်မြတ်နိုးတော်မူကြတယ်။ဥမာဦးဇင်းပြောပြမယ်ရွှေကျင်ဆရာတော်ကြီးဆိုတာကြားဘူးလား။ကြားဘူး။ဦးဇင်းတို့သာသနာတော်မှာဂိုင်းကြီး9ဂိုင်းရှိ။ဦးဇင်းတို့ရွှေကျင်ပေါ့။ဦးဇင်းတို့ကရွှေကျင်ဂိုင်းရဲ့ဒီဂိုင်းဝင်ပေါ့နော်။မဝင်လို့မရလို့သာဝင်ရတာ။မဝင်လို့မရ။တာဦးဇင်းတို့ရဲ့နိုင်ငံတော်တန်ခါမာနကဥပဒေရှိ။ဂိုင်းကြီး9ဂိုင်းနဲ့ဝင်ရတယ်ဦးဇင်းတို့ရဟန်းတော်ဆိုတခြားဂိုင်းဆိုတာမရှိရ။နိုင်ငံတော်ရဲ့ဥပဒေရှိတယ်။ဒါကြောင့်ဦးဇင်းတို့ကရွှေကျင်ဂိုင်းဝင်ရပါတယ်။နော်ဟုတ်ပြီ။ရွှေကျင်ဦးဇင်းတို့ရဲ့ဂိုင်းသမုတ်ပထမဦးဆုံးပေါ့လေဦးစီးပဓာနာရွှေကျင်စသည်တီထောင်ခဲ့တဲ့ရွှေကျင်ဆရာတော်ကြီးဆိုတာအယံကိုတီလာကိုချစ်မြတ်လို့တဲ့ဝိညာဉ်ကရုကသူတော်စင်တကယ်သူတော်စင်ဆရာတော်ကြီးဖြစ်မင်းတော်မင်းကြီးကိုးဝယ်တဲ့ဆရာတော်ကြီးပေါ့ဝိနည်းကိုဘယ်လောက်ချစ်တယ်သူတော်ကောင်းကြီးဝိနည်းကိုကိုစားတိတ်ကြီးမားတော့ဘူးခဲ့ဒါကြောင့်မို့သာသနာတော်မှာနေလို့လားလို့ထွန်းတောက်ဝိနည်းကိုတီလာကိုလစ်စီပေဒလာတိတ်ကံကာမကိုတိတ်ကြီးကျယ်ဒါဟာသူတော်ကောင်းတို့ရဲ့လက္ခဏာဗုဒ္ဓရဲ့သာသနာတော်မှာယဟန်တာမဏေဆိုတာအဲ့ဒီသီလကိုချစ်အောင်အရေးကြီးဆုံးပဲယဟန်ဘဝမှာအရေးကြီးဆုံးလက္ခဏာစိတ်ကောင်းရှိခြင်းဝိနည်းသီလကိုချစ်မြတ်လို့ခြင်းမှာအကြီးမားဆုံးဂုဏ်ပဲလို့ဒကာကြီးတို့မှမှတ်ရမယ်နော်အေးကျန်တဲ့ယနေ့ခေတ်ပြောနေကြတဲ့ပရိယတ္တိစာမွေးပွဲတွေဆိုတာဒါဒုတိယအဆင့်လောက်တောင်မရှိသေးပါဘူးနော်အရေးကြီးဆုံးကအဲ့ဒီစိတ်ကောင်းရှိခြင်းသီလရှိခြင်းဟာယဟန်ဘဝအတွက်အပယ်ပိတ်ကြောင်းသာသနာရည်ရှိတည်တဲ့ကြောင်းဖြစ်နေတယ်ဒါရှိခြင်းဆရာတော်ကြီးတွေကအဲ့လိုသီလကိုချစ်ခဲ့ကြဘယ်လောက်ဒီသူကဝိနည်းတီလာကိုကုတ်ကုတ်ဆကြီးမားတယ်ဆိုတော့ဦးဇင်းတို့တနေ့မှာရွှေကျင်ဆရာတော်ကြီးသူ့အဖေသူတရားဟောတယ်ဘယ်လိုဟောလဲဆိုသူ့အဖေသူဝီနီးတရားတွေဟောပြခြင်းရဲ့အကြောင်းရင်းရှိတယ်ပေါ့သူပြောပြတဲ့အကြောင်းလေးကဒီဦးဇင်းတို့ဝီနီးတော်မှာတက္ကနာမတွေဆိုတာရဟန်းတွေကိုပစ္စည်းလေးမှမဖိတ်မှန်ထားဘူးဆိုရင်ဦးဇင်းတို့တွေအလူခံလို့မရပါဘူးရလားမရဦးဇင်းတို့ဘုန်းကြီးတွေဆိုတော့ငါအကြောင်းတိုင်းဘုန်းကြီးပဲငါရွာเจ้าဖုန်ကြီးပဲဆိုပြီးတော့တက္ကရာမတွေဟေးငါเจ้าဆောက်မယ်နင်တို့တအိမ်ကို1000ထဲမထဲမနေရအဲ့လိုဥပဒေထုတ်လို့ရလားမရဘူးအဲ့ဒါဝီနီးတော်နဲ့မအပ်ဆက်ဘူးဗုဒ္ဓဆက်စုပ်ယုံစားတဲ့မိစ္ဆာဇီဝအမှုကြီးတာဖြစ်တယ်ဥစဉ်တို့ဝီနီးတော်ရသဘောပေါက်လားအဲ့လိုမျိုးဝီနီးတော်ကကိုယ့်ကိုပစ္စည်းလေးပါမဖိတ်မှန်းတဲ့တက္ကရာမတွေကိုအတင်းအဓမ္မအလူခံခွင့်မရှိဘူးပါဇက်နဲ့ထုတ်ပေါ်ပြီးတော့တက္ကမကြီးတို့ရဲ့ဥစဉ်တို့မှာစားဖို့ဆွန်ကလည်းအစင်မပြေတော့လို့ပတ်စံတယောက်1000လောက်ထည့်ပြီးဆွန်လေးပါလေးဆန်လေးပါလေးဝယ်ပေးပါအလူခံလို့ရလားမရဘူးရန်ဆိုတာတက္ကတော်မတွေကိုယ့်ကိုပစ္စည်းလေးပါမဖိတ်မှန်းရင်လုံးဝအလူခံခွင့်မရှိဘူးဝိနည်းဥပဒေ၄နှစ်ကျကဘာတသိန်းတွင်းနဲ့ရေးပြီးမှပါရမီတော်တွေဖြစ်ပြီးမှဟောကြားခဲ့တဲ့ဗုဒ္ဓရဲ့ဝိနည်းတော်ကြီးဖြစ်တယ်ခေတ်ဆက်သမရအမိတ်နဲ့ဖြတ်လို့မရပါဘူးတာမန်ဘုန်းကြီးတွေမပြောနဲ့ဘယ်ဘုန်းကြီးမှဒီဥပဒေကိုဖြတ်ခွင့်မရှိဘူးနော်အဲ့လိုကြီးမားတဲ့ဗုဒ္ဓရဲ့ဥပဒေရှိတယ်အဲ့ဒီဝိနည်းဥပဒေကဟုတ်ပြီသူ့ဖေကိုသူပြောပြတယ်တခါကြီးဘုန်းကြီးတွေဆိုတာဒီလိုမျိုးပစ္စည်းလေးပါမဖိတ်မှန်ထားရင်အလူခံခွင့်မရှိပါဘူးနော်ဆွန်အတွက်လည်းအလူခံလို့မရပါဘူးသင်္ကန်းကြီးဝတ်စရာမရှိလို့လည်းအလူခံလို့မရပါဘူးကျောင်းတွေအလူခံလို့လည်းမရပါဘူးတဲ့ဂိလာနာဖြစ်လို့ကျမ်းမာရေးမကောင်းလို့နေမကောင်းတဲ့အချိန်မှာတော့ဆေးတော့အလူခံလို့ရတယ်နေမကောင်းဖြစ်တော့ဘာအလူခံလို့ရတယ်တဲ့အဲ့ဒီတခုပဲရှိတယ်နော်တက္ကမကြီးဟုတ်လားကျန်တဲ့ဆွန်စားစရာမရှိလို့တက္ကမကြီးတို့ဦးဇင်းတို့ဆွန်လေးမရှိလို့ဆန်လေးတစ်ပြည်တော့လူပါအလူခံလို့ရလားမရဘူးဝီနီးတော်နဲ့မအဆက်ဘူးဒါမိစ္ဆာဇီဝသူတော်ကောင်းတို့ဆက်စုပ်ယွန်းစားတဲ့အသက်မွေးကြောင်ဖြစ်တယ်ဝီနီးတော်နော်သာသနာတော်ကလူတွေနဲ့မတူဘူးလူတွေနဲ့မတူလို့ကိုအဆင့်မြင့်နေတာသာသနာဆိုတော့လူနဲ့တူအောင်ကြည့်ဒီသာသနာဘာမှအဆင့်မရှိတော့ဟုတ်ပြီအဲ့လိုတိတ်ခါပုတ်အကြောင်းတွေသူ့အဖေကိုသူဟောပြနေဆရာတော်ကြီးကဟောပြအဖေကလည်းနားထောင်သူ့သားဘာရွေချက်နဲ့ပြောနေလဲနားထောင်ဦးဇင်းတို့ရဟန်းတော်တွေအဲ့လိုဒါပေမဲ့တဲ့ဗုဒ္ဓရှေးဘုံရှေးကံကြီးမားတယ်တချို့သောဆရာတော်တွေကြတော့ဘုံကြီးတော့ဘာမှတောင်းစရာမလိုပဲနဲ့တက္ကနာမတွေကအလိုက်တတိဖြစ်ဆွန်နေလို့ရင်ဆွန်လူတယ်ကြောင်းလို့ရင်ကြောင်းဆောက်လူတယ်သင်္ကန်းလို့ရင်သင်္ကန်းတွေလူလို့ဆေးလို့ရင်ဆေးလူဘာမှတောင်းစရာမလိုပဲနဲ့အလိုက်တတိလူတော့ဝီနီနဲ့အလာမဟုတ်လားအပ်ပါတယ်တဲ့သို့တော်လည်းအဲ့ဒီလူမျိုးကလည်းဘုံကံကြီးမားမှဖြစ်မှာတာမန်ဆိုရင်အဲ့လိုအလိုက်တတိလူတာဆိုရင်ရှားလားမရှားဘူးလားရှားတယ်တက္ကကြီးတဲ့ဒါကြောင့်မို့ဗုဒ္ဓကဘုံကံကြီးမားတဲ့ဆရာတော်တွေအတွက်အစဉ်ပြေပြီးတော့ရှေ့ဘုံရှေ့ကနေတဲ့ယဟန်တော်တွေတာမန်ဆရာတော်တွေအတွက်ကြတော့အစဉ်မပြေမှန်းသိလို့ဗုဒ္ဓဟာတဲ့ကိုယ့်ရဲ့မိဘတွေဆွေမျိုးတွေမှာအလူခံခွင့်ပေးလိုက်တယ်။ဆွေမျိုးနဲ့မိဘတွေမှာတော့ဘာလို့ခွင့်ရှိ
ကိုယ့်ရဲ့အဖေတွေကိုယ့်ရဲ့အမေတွေမှာအလူခံလို့ရတယ်မှတ်တာနော်ကိုယ့်ရဲ့မောင်နှမတွေဆွေမျိုးတွေမှာအလူခံခွင့်ရှိတာမြင်မြင့်တီတို့ကျွတ်ဆက်အောက်ကိုဆွေ9ဆက်အထက်ကိုဘာဘိုးဘေးဘီပင်ဘောင်ဘောအထက်ကို9ဆက်ဆွေ9ဆက်မျိုးအဲ့ဒီမှာတော့ဘာလို့ခွင့်ရှိလဲအလူခံခွင့်ရှိဆွေမျိုးတွေအလူခံခွင့်ပေးလိုက်တယ်ဗုဒ္ဓကဟုတ်ပြီနော်ဆွေမျိုးမတော်တဲ့ကောင်တော်မတွေကြတော့ဥစဉ်တို့တော့အလူခံလို့ရပါမလားမရဘူးအဲ့လိုကြရင်တော့တဲ့ဗုဒ္ဓနောက်တစ်ချက်ခွင့်ပေးတယ်နော်ဗုဒ္ဓသာသနာပြုဖို့အထောက်အကူဖြစ်အောင်တဲ့ဆွေမျိုးမတော်တဲ့ကောင်တော်မတွေကြတော့ဘုန်းကြီးတွေကိုအရှင်ဘုရားအလိုရှိတဲ့ပစ္စည်းတွေကိုအလူခံတော်မူပါဗျာလို့အဲ့လိုပစ္စည်းလေးပါဖိတ်မှန်ထားတဲ့ဆိုရင်တော့အလူခံခွင့်ရှိတယ်။အော်အလိုရှိတဲ့ပစ္စည်းများကိုဘာလို့တော်မူပါအဲ့လိုဖိတ်မှန်ထားရင်တော့ဘုန်းကြီးတွေဘာလို့ရသွားလဲကိုရင်တွေဥစဉ်တွေဘာလို့ရသွားလဲအလူခံလို့ရသွားဝိနည်းနဲ့အဆက်သွားတယ်နားလည်ပြီလားအဲ့လိုသူ့အဖေကိုသူတင်ပေးတယ်တဲ့သူ့ဖေကဘာကြောက်တင်နေလဲစဉ်းစားလို့မတက်အေးတဲ့ဥစဉ်အားတဲ့ဆရာတော်မေတော်ကြီးမှာတော့တခါတလေအလူခံပါတယ်တဲ့ရွှေကျင်ဆရာတော်သူ့အမေတော်ကြီးမှာတော့ဘာဖြစ်တယ်လဲတခါကြီးကြတော့တဲ့အမေကသေးကြတယ်လေအဖေအတုဆိုရင်တစိမ့်မဖြစ်သွားဘူးလားဒကမကြီးတို့နားလဲလားအဖေအတုဆိုရင်တစိမ့်ဖြစ်ရင်အဲ့ဒီအဖေကပစ္စည်းလေးပါမဖိတ်မှန်ထားရင်အလူခံလို့ရပါမလားဒါကိုရွှေကျင်ဆရာတော်ဝီနီကုတ်ကုတ်စားဖြစ်နေတယ်အမေကတော့သေးကြတယ်အဖေကမားခဲ့မယ်ဆိုရင်နားလဲလားအဲ့လိုဆိုရင်သူ့အဖေမှာအလူခံရင်မိစ္ဆာစီဝါဖြစ်မယ်ဝီနီနဲ့မအမဆက်ဖြစ်မှာဝီနီကုတ်ကုတ်စားဖြစ်တော်မူစားတယ်အံ့ဩဘူးကောင်းလားမကောင်းဘူးလားရှစ်ကသူတော်ကောင်းကြီးတွေများပစ္စည်းလေးပြာနဲ့ပတ်သက်ရင်တက္ကတော်မတွေမိစ္ဆာစီဝါအမှုမပြောနဲ့နော်တက္ကတော်မတွေမှာသွားပြီးအလူခံဖို့မပြောနဲ့ကို့အဖေအရင်ခောက်ကြီးဖို့တော့အလူခံဖို့တန်တရားဖြစ်နေတယ်တဲ့နားလဲလားသူ့အဖေကအဲ့ဒီမှာသဘောပေါက်သွားတယ်အမလီအရှင်ဘုရားရဲ့တပြည့်တော်အဖေအစ်စ်ကြီးပါဗျာကြားနာဒကမကြီးတို့အဖေပါဖြစ်တော့အဖေအစ်စ်ကြီးတဲ့ဒါပေမဲ့သူ့အဖေကသူ့သားလေးတန်တရားကင်းအောင်ရှင်ပြလိုအပ်တာရှိရင်အလူခံတော်မူပါဗျာတို့ပစ္စည်းလေးပါဖိတ်သွားတယ်တဲ့ကြားနာဒကမကြီးတို့ရှိခဲ့သူတော်ကောင်းကြီးတွေတီလာကိုချစ်လားမချစ်ဘူးလားစဉ်းစားကြဒကာကြီးတို့မကြီးတို့တီလာချစ်တာအခုဥပုပ်တွေစောက်လို့ဘိုင်လေးဆိုင်ညက်နေဥပုပ်ချလိုက်တော့မယ်နော်ဆရာတော်ကမသိဘူးလေဟုတ်တော့မလားဒကမကြီးတို့ဒီလိုတော့မလို့ရဘူးကြားလားသူတော်ကောင်းကြီးတွေတီလာကိုချစ်တာအသက်ကိုစွန့်ပြီးတော့ချစ်ကြတာဒါကြောင့်မို့နာဇာကုဒ္ဓမာစရေကိဉ္စီယေနာဝိညုပရေဥပဝရေယောတဲ့ဘာမှပါအဲ့ဒီဟင်မေတ္တာတော့မှာပါနာဇာကုဒ္ဓမာစရေကိဉ္စီယေနာဝိညုပရေဥပဝရေယောသူတော်ကောင်းတွေဆိုတာနော်ပညာရှိသူတော်ကောင်းတွေကဲ့ရဲ့ဆွဆွဲပွဲအမှုမျိုးကိုအနှဲငယ်လေးတော့ဘာအကြောင်းနဲ့မှမလုပ်ဘူးတဲ့ကြားလာတဲ့ခိုင်းတို့မိုက်တို့လေနော်သူတော်ကောင်းတွေဆွဆွဲကဲ့ရဲ့မဲ့အမှုမျိုးဆိုရင်အနှဲငယ်လေးတော့မလုပ်ရအောင်တခါကြီးတို့မိုက်တို့ဟုတ်ပြီလားမလုပ်ရအောင်ဒါမှသူတော်ကောင်းလို့ခေါ်တယ်ဒါမှနိဗ္ဗာန်ရောက်ကြောင်းခေါ်တယ်ဒါဗုဒ္ဓဟောထားတာနောက်ဦးဇင်းတို့တွေရဲ့ယင်ထဲမှာကိုယ့်ရဲ့ကာယကံမှုတွေဝစီကံမှုတွေသူတော်ဘာတွေပညာရှိတဲ့သူတော်ကောင်းတွေပေါ့သူရုပ်မာတွေကဲ့ရဲ့တာအရေးမကြီးဘူးနော်သူရုပ်မာတွေဆိုတာဟုတ်တာလေကဲ့ရဲ့တယ်မဟုတ်တာလေဒီသူရုပ်မာတွေရဲ့ကဲ့ရဲ့ဆွဆွဲခြင်းကိုကြောက်စရာမလိုဘူးနော်ကြောက်စရာလိုလားမလိုဘူးလေတစ်ချိန်မှာအဲ့ဒီလိုပေါ့လေဒီမိစ္ဆာအယူရှိတဲ့ပုဂ္ဂိုလ်တဦးပေါ့နော်မိစ္ဆာ तू ကတော့ဒီအရှင်အနုရုဒ္ဓတန်ချင်းကပ်ပါအရှင်အနုရုဒ္ဓတရားမဟောတော့စိတ်ဆိုးပြီးပြန်ပါအရှင်သာရိပုတ္တရာသွားချင်းကပ်အရှင်သာရိပုတ္တရာတရားဟောအရွှေကြီးပဲအဲ့ဒါ तू စိတ်တူပြီးပြန်လာတရားရှည်လို့တဲ့ကြားလားရှင်အာနန္ဒာတူတူလေးကိုတူတူလို့ဆိုကဲ့ရဲ့ပြန်ဟောတဲ့နောက်ဆုံးဖရာကိုသွားတိုင်တာဗုဒ္ဓကပြောလိုက်တယ်လောကမှာကဲ့ရဲ့တဲ့လွတ်တဲ့ပုဂ္ဂိုလ်ဘယ်သူမှမရှိဘူးတဲ့ငါဖရာလည်းကဲ့ရဲ့ခံရတာပဲတဲ့ကြားလားဓမ္မကြီးတို့ပြောချင်တာပညာရှိသူတော်ကောင်းတွေကဲ့ရဲ့မှာကိုကြောက်ပညာမရှိတဲ့သူယုံမာတွေကဲ့ရဲ့တာကိုကြောက်စရာလို့လားမလို့ဘူးသူယုံမာတွေဆိုတာမရှိတဲ့အပြစ်ကိုလည်းရှိအောင်အမျိုးမျိုးပေါ်ပြီးကဲ့ရဲ့ရှုတ်ချမှာပဲဒါကိုဓမ္မကြီးတို့စိတ်လည်းမထားရအောင်ကြားလားကိုရင်ထဲမှာကြည့်ငါရဲ့ကာယကံဒီစင်ကြယ်လားဝစီကံဒီစင်ကြယ်လားငါမနောကံဒီစင်ကြယ်လားနောက်ဆုံးစဉ်းစားရမယ်နတ်ကောင်းနတ်မြတ်တွေရှိတယ်ပရာစိတဝိဇာနာနာအဘိညာရတဲ့သူတော်ကောင်းတွေရှိတယ်သူတော်ဘာစိတ်ကိုသိတဲ့နတ်တွေသိတယ်ကိုယ်စိတ်ထဲမှာလောဘတွေဖြစ်နေရှက်စရာကောင်းလားမကောင်းဘူးလားဒေါသတွေမာနတွေအိတ်တမစ္စရိယတွေသူများမကောင်းကြောင်းတွေတွေးနေရှက်ဖို့မကောင်းဘူးလားအဲ့ဒါနာဇာကုဒ္ဓမာစရေကိဉ္စီယေနာဝိညုပရေဥပဝရေယောပညာရှိသူတော်ကောင်းတွေကဲ့ရဲ့ဆွဆွဲဝယ်တွေဆိုတာစိတ်ထဲမှာတော့အဖြစ်မခံရဘူးတခါကြီးတို့မကြီးတို့ကြားလားအဲ့ဒါကိုယ်စိတ်တွေကိုအဲ့လိုမဖြစ်ဖို့ဆိုရင်အမြဲတမ်းပရိယပฏิပတ်သူတော်ကောင်းအလုံးမှာမြုပ်နှံထားရပါတယ်
ဂျာလားစိတ်ကိုလွတ်လိုက်တာနဲ့ပါပါသမိန်ရမတိမနောစိတ်ကဘာမှပဲမွေးလျော်လေမကောင်းမှမွေးပျော်သွားဒါကြောင့်မို့အဲ့လိုစိတ်ကိုထိမ့်သိမ့်ရတယ်တခါကြီးဂျာလားအဲ့လိုမျိုးဒါကြောင့်မို့ဦးဇင်းတို့သူတော်ကောင်းတွေကဲ့ရဲ့ရှုပ်ချမှတ်မှုမျိုးကိုနည်းနည်းမှမလုပ်ရအောင်နည်းနည်းမှမလုပ်ရအောင်ဒါကြောင့်မို့အဲ့လိုရွှေကျင်ဆရာတော်ကြီးလို့ဆိုရင်အဲ့လိုဝီနီးကိုအလေးကရုပြုလားမပြုဘူးလားအဲ့ဒါသူတော်ကောင်းပဲယဟန်ဆိုတာတိလကိုချစ်မှဝီနီးကိုအလေးကရုပြုမှတကယ်ဗုဒ္ဓလို့ကြာယဟန်လို့ခေါ်ပါတယ်တိလကိုမလေးစားဘူးဝီနီးကိုစန့်ကျင်ဘက်လုပ်ရင်ဒါဟာသူတော်ကောင်းတွေမဟုတ်ပါဘူးနော်မြတ်စွာဘုရားချစ်တဲ့သာသနာပြုပုဂ္ဂိုလ်တွေမဟုတ်ပါဘူးတိလကိုမချစ်ရင်ဖះလုံးဝမချစ်ပါဘူးတခါကြီးတို့ရဲ့နော်ဒါကြောင့်ဦးဇင်းတို့တွေဟာဖះမကြိုက်တဲ့ဝီနီးချိုးပေါက်တိလကိုမချစ်ဘူးဆိုရင်ဦးဇင်းတို့ကသူတော်ကောင်းမဟုတ်ဘူးဖះကြီးချစ်တဲ့ယဟန်တွေမဟုတ်ပါဘူးဖះရဲ့သာသနာတော်မှာမှိန်းဆတဲ့ဘုန်းကြီးတွေလားဖြစ်ပါတယ်တခါကြီးတို့ဓမ္မကြီးတွေကလည်းတိလကိုမချစ်ဘူးဆိုရင်ဖះရှင်ချစ်တဲ့ဖះသားတော်သမီးတော်ဟုတ်ပါမလားမဟုတ်ပါဘူးတိလကိုမချစ်တိလကိုမလေးစားရင်ပညာရှိသူတော်ကောင်းတွေကဲ့ရဲ့ရှုတ်ချခံရမယ်ပုံကိုယ်တွေဒါဖြစ်သွားပြီးတော့နိဗ္ဗာန်နဲ့မဝေးဘူးလားဝေးမလားဝေးသွားမယ်ဒါကြောင့်ရှေကေသူတော်ကောင်းကြီးကတိလကိုတအားချစ်ကြတယ်ကြည့်ရှင်သာတာရိပုတ္တရာအကြောင်းလေးနည်းနည်းပြောပြရှင်သာရိပုတ္တရာတို့များဘလောက်ထိပညာရှိသူတော်ကောင်းတွေကဲ့ရဲ့မှာကိုထိတ်လန့်တော်မူလဲဆိုရင်ဒီနေ့တော့အခါမှာရှင်သာရိပုတ္တရာလေနာယောဂဖြစ်တယ်ဒကာကြီးတို့မကြီးတို့ရေနော်လေနာယောဂဖြစ်တယ်အကြီးအကျယ်ခံရတာဒကာကြီးတို့မကြီးတို့ရေအဲ့ဒီမှာအရှင်မဟာမောဂလန်ကမေးတယ်အရှင်ဘုရားလူဘဝတုန်းကဒီလေနာယောဂကိုဘလို့ပုံစံမျိုးနဲ့ပျောက်ကင်းဘူးတယ်လေဗျာတပြည့်တော်မေတော်လေးတပြည့်တော်နှုတ်လေးနဲ့လေဟာလာနှုတ်ကနာလေးချက်ပြီးတော့အဲ့ဒါလေးကတ်တာအဲ့ဒါလေးစားပြီးတော့တပြည့်တော်နုနာဒီလေနာယောဂပျောက်ခဲ့မှုတယ်ဗျာအဲ့လိုလေးပြောမိပါလားအဲ့ဒါကိုចောင်းသားမှာနေတဲ့အာရခဒေဝတာဒုက္ခဒေဝတာကြားပြီးတော့အဲ့ဒါအရှင်မြတ်တွေကိုတအားကြည်လို့တော့အဲ့တော့မှအရှင်မမောဂလန်ပြောတပြည့်တော်မနှက်ပဲဆုံးခံကြွမယ်ဗျာဆုံးခံကြတော့ရရင်အရှင်ဘုရားကိုဆက်ကပ်ပါမယ်လို့ပြောခဲ့တာအဲ့ဒါကိုသွားပြီးဒီအာရခဒေဝတာဒုက္ခဒေဝတာရုပ်စိုးနှက်ကြီးကအရှင်မမောဂလန်တို့ရဲ့အရှင်သာရိပုတ္တရာအလုတ်အကျွေးအိမ်မှာသွားဝင်ပူးတာကလေးတယောက်ဝင်ပူးပြီးတော့တခါတည်းကျန်းလာအိမ်ဟာဘာလုပ်လာတယ်ဘာသားလေးကိုလွတ်ပေးပါအေးနင်တို့လွတ်စေချင်းနောက်နေ့မှာရှင်မမောဂလန်ကြီးဆုံးခံကြွမယ်အဲ့ဒီကနှုတ်ကနာဆုံးကိုချက်ပြီးပြုရင်လွတ်မယ်အိုးဒါတပြေတော်မတို့လှုပ်ကျွေးနေကြရန်တော်ပါပဲဗျာတပြေတော်တို့စက်ကလူတန်းပါမယ်ကျေးဇူးတင်ပါတယ်အခုလိုတတိပေးတာနတ်ကထွက်သွားတယ်ဂျာမတကိုင်လို့နတ်ကြည်ညိုရင်လည်းအဲ့လိုမျိုးလှုပ်လားမလှုပ်ဘူးလားလှုပ်တာဒါပေမဲ့ရှင်မောဂလန်ကနောက်နေ့ဆုံးခံကြတော့အဲ့နှုတ်ကနာဆုံးကိုရလာခဲ့တော့အရှင်သာရိပုတ္တရာကိုဝမ်းမြောက်ဝမ်းသာကြပြီးစက်ကလူတန်းတယ်ရှင်သာရိပုတ္တရာလေးဆုံးကိုရတော့လေဖုံးကန်နီးလေးမှာပစ္စဝခဏဆင်ကျင်တာဘာဆင်ကျင်တာဦးဇင်းတို့သူတော်ကောင်းတွေဆိုတော့ဒကာတော်မတွေလူတန်းနဲ့ဆုံးကိုလေတတိလွတ်ပြီးတော့မစားကြဘူးတဲ့ဂျာလားဆင်ကျင်ပြီးစားရသာသနာပြုနိုင်ဖို့အတွက်ကျမ်းမာရေးကောင်းဖို့အတွက်ဘာလို့ရလဲစားရတဏှာလောဘဝရှင်တန်းတင်းပြီးတော့ကိုယ်နဲ့ကျမ်းမာရေးနဲ့ညီလားမသိစားမယ်ဆိုရင်ဖះလူတော်ကြဖြစ်ပါမလားဖြစ်ဘူးရှင်သာရိပုတ္တရာဘယ်လောက်ကြီးစင်ကြင်တယ်ဆိုတော့ဒီပစ္စည်းဟာတန်ရှင်းမှုရှိရလားစင်ကြယ်မှုရှိရလားသူတော်ကောင်းတို့မကဲ့ရဲ့မဆွတ်ဆွဲတဲ့ဆွန့်ဖြစ်ပါရဲ့လားစင်ကြင်တဲ့အခါမှာအကုန်လုံးမြင်လာတာအဲ့ဒီနတ်ကြီးကသွားပြီးဝင်ပူးပြီးတော့တိုက်တွန်းတဲ့ဆွန့်ကြီးဖြစ်နေမှမြင်လာခဲ့ဝီနီးတော်အရာတော့အရှင်မမောဂလန်နဲ့အရှင်သာရိပုတ္တရာသူတို့ချင်းပြောနေတယ်မဟုတ်လားဗျာဝီနီးတော်နဲ့အလာမဘူးလားအပ်ပါတယ်သူတို့ကဒီနတ်ကိုကြားအောင်ပြောတာဟုတ်ရလားအဲ့မှာအတွေးလေးတစ်ခုဝင်တာအော်သူတော်ကောင်းတွေကနတ်တွေရဲ့အကူညီနဲ့တောင်ပစ္စည်းလက်လာပါကိုအလိုမရှိပါလားရှက်ဖို့ကောင်းတယ်နော်ဦးဇင်းတို့စိတ်ကိုပြောတာပါနော်ဦးဇင်းတို့စိတ်တွေနော်ဦးဇင်းတို့စိတ်တွေတိတ်ရှက်စရာကောင်းတယ်ဟုတ်ပြီလားကြည်သူတော်ကောင်းကြီးတွေကနတ်တွေအကူညီနဲ့တောင်ပစ္စည်းလက်လာပါကိုအလိုချင်လားအလိုမရှိဘူးတိတ်ကြည်လို့ကောင်းတာမတရားသောနိလန်းပြစ်တကာတော်မတွေကိုပစ္စည်းမဖိတ်မှမထားပဲနဲ့ဦးဇင်းတို့ကိုကြောင်းဆောဖို့လူပါသင်္ကန်းကပ်ဖို့လူပါလိုက်ပြီးပြောနေတော့ပို့ပြီးတော့ကြောက်စရာမကောင်းသွားဘူးလားအဲ့ဒါတော့အပေရောက်ကြောင်ဖြစ်သွားတယ်မိစ္ဆာစီကအစစ်ကြီးတွေသာဖြစ်တယ်ဟုတ်ပြီနော်ကြည်စမ်းရှင်သာရိပုတ္တရာဆင်ကျင်လိုက်တော့အိုးဒီဆုံးကမအပ်ဆက်ဘူးဝီနီးနဲ့မဟုတ်နောက်တစ်ချိန်တဲ့နောက်လာနောက်သားညီတော်အများဟာအရှင်သာရိပုတ္တရာအရှင်မြတ်ကြီးကလေနတ်ရဲ့ဝိညာဉ်ဖြစ်ဆုံးကိုဖုံးပေးပြီးယောဂပျောက်ခဲ့တယ်အဲ့လိုမျိုးပညာရှိသူတော်ကောင်းတွေကဲ့ရဲ့မှာကိုစိုးရိမ်တော်မူတယ်တဲ့ကြားလားဒါကြောင့်မို့ဒိဋ္ဌာနုတွေကောင်းစေဖို့အတွက်အဲ့ဒီဆုံးကိုမစားတော့ဘူးတဲ့အရှင်ဘုရားဒီဆုံးကိုတွန်လိုက်ပါတော့တဲ့အဲ့လိုတွန်ခိုင်းလိုက်တာတဲ့ကြည်စမ်းအာဇီဝပါဠိတုတ်တိအတ္တမဝန်းကြောင့်စင်ကြယ်လားမစင်ကြယ်ဘူးလားအဲ့လောက်ထိစင်ကြယ်တယ်သူတော်စင်ကြီးတွေကဝီနီးကိုချိုးဖောက်ဖို့မပြောနဲ့နော်ဝီနီးနဲ့အဆက်တဲ့အရာတော့မိမိရဲ့ဝစီဝိညာဉ်ဖြစ်
ပြောပြလိုက်တော့နတ်တွေကြားပြီးတော့သွားပြီးလှုပ်ဆော်တဲ့စွန်းကိုတောင်းအလိုမရှိဘူးတဲ့ဦးဇင်းတို့နဲ့မိုးနဲ့မြေမကွာဘူးလားကွာလိုက်တာဦးဇင်းတို့တိတ်ရှက်ဖို့ကောင်းတယ်ဦးဇင်းတို့ဘဝလေးသေတောင်သေတဲ့ဦးဇင်းတို့ဘဝကြီးဟာနော်ဒီလိုသူတော်ကောင်းကြီးတွေရဲ့စိတ်ထားတွေစာမှာဖတ်ရအယံဝတ်နေဖို့ကောင်းတယ်ကျမ်းလာတခိုင်းဒီမိုက်ဒါကြောင့်တခိုင်းဒီမိုက်ဦးဇင်းတို့တွေမစင်ကျင်သင့်ဘူးလားစင်ကျင်သင့်လားဒါကြောင့်တီလာနဲ့ပတ်သက်ရင်တခိုင်းတို့မိုက်အသက်သေးခြင်းသေးပါစေတီလာကိုဆွမ်းရမလားမဆွမ်းရဘူးလားမဆွမ်းအောင်ကြည့်သူတော်ကောင်းကြီးတွေများတော့တီလာမပြတ်တဲ့အမှုတော်ပညာရှိတွေကဲ့ရဲ့မယ်ဆိုရင်မရှောင်ဘူးလားရှောင်လားနာသာဂௌဒမာစရိကိဉ္စီယေနာဝိညုပရိဥပဝရေယောပညာရှိသူတော်ကောင်းတို့ကဲ့ရဲ့ဆွချဲဝဲအမှုမျိုးဆိုရင်ဘာကြောင့်တဲ့မှာအနှဲငယ်လေးတောင်လုံးရမလားမလုံးရဘူးလားမလုံးဘူးတွန့်ပစ်ခိုင်းလိုက်တာရှင်မောင်မောက်ကလန်ကလည်းဘာမှမပြောယုံကြည်တယ်တည်င်းသုံးပေါ်ချင်းချင်းယုံကြည်တယ်လေးစားတယ်အကြောင်းရှိမှာပဲတွန့်ပစ်ပေးလိုက်ချက်ချင်းပဲလေနာယောဂပျောက်သွားတယ်တိလာရဲ့တကူအာနုဘောစွမ်းလားမစွမ်းဘူးလားစွမ်းတယ်အဲ့မှာရှင်သာရိပုတ္တရာပြောတဲ့စကားလုံးတိတ်ကောင်းဒီရဲ့ဒီဥပကြီးတွေကဟာလားဘိုင်တဲ့ကနေတက်နေပြီစီဘယ်တော့မှမိစ္ဆာစီဝအမှုနဲ့နော်အသက်မွေးကြောင်းကိုမလုပ်ဘူးတဲ့ကြားလားကြည်ညိုမကောင်းလားကောင်းလားဇီဝိတံစစမာနောပြီနော်တခါကြီးတို့နော်အသက်ကိုစွန့်ရညာတော့လဲပဲအာဇီဝပါဠိတုတ်ကြီးကိုဘယ်တော့မှမဖြတ်ဘူးသူတော်စင်တွေကဟုတ်ပြီလားဒါကြောင့်တခါကြီးတို့မိုက်လူဘဝမှာနေတဲ့ခါမှာလေစီဝါရေးလုပ်ငန်းလုပ်တဲ့အခါမှာဘယ်အကြောင်းကြောင့်မှ၅ပါးတိလာကိုချိုးဖောက်ပြီးတော့တိလာပြတ်တဲ့အမှုတွေကိုလုပ်ပြီးမှ